မေသားမြေကျော်ပြုတ်လုံနီလူကြီးမင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်လမ်းတိတ်ကစားတော့ဆိုင်ကြီးတွေမှာပဲစားပူးကြတယ်အမေသားအမြေကျော်ကိုအိမ်မှာပဲလွယ်လွယ်ကူကူနဲ့အာဟာရပြည့်ပေါအောင်ဘယ်လိုချက်မလဲဆိုတာဒီနေ့မှမျှဝေပေးသွားပါမယ်ပထမဆုံးအနေနဲ့လူကြီးမင်းတို့ကအသားမြေလေးတွေအမြင်လိုက်ဖြစ်နေဖို့အတွက်အမေသားပေါင်သားအသားလွာကိုရွေးချယ်ပေးရပါမယ်အသားကိုအတုံးကြီးကြီးလီးပြီးတော့ရေအေးနဲ့အိုးတဲ့ထဲပြီးရင်တော့ဂျင်းကြက်သွန်မင်းနဲ့ဟင်းချက်ဝိုင်လေးထည့်ပြီးတော့10မိနစ်လောက်အသားနှုတ်အောင်ပြုတ်ပေးပါအသားလေးတွေနူးသွားပြီဆိုရင်တော့စေယူပြီးတော့အမြင်လိုက်လေးတွေဖြစ်အောင်အမြင်လေးတွေအတိုင်းလိဖြတ်ပေးရပါမယ်ပြီးရင်တော့ရေအေးနဲ့တစ်ခါပြန်ပြုတ်တဲ့အခါမှာဒီဟင်းလျာရဲ့လိုဝဲချက်ဖြစ်နေတဲ့ဟင်းချက်ကရီကဲလေးကိုထည့်ပေးရပါမယ်ကျမ်းမိုင်နဲ့ညီညွတ်ဖို့အတွက်ဓာတ်တို့ပစ္စည်းမပါတဲ့ကရီကဲကိုသုံးဖို့အကြံပြုလိုပါတယ်အရသာဝင်အောင်စားနဲ့ငယ်ထည့်ပြီးမီးအေးလေးနဲ့နိုင်ဝက်ကန်ထက်ချက်ပေးပါအသားရဲ့ရသာဝင်သွားပြီဆိုရင်တော့ပန်ကာလေးနဲ့အသားမျက်နှာပြင်လေးတွေ6တွေ့သွားအောင်လေသက်ဟပ်ပေးပါနောက်ဆုံးအဆင့်မှာတော့စီမလိုပဲနဲ့အိုးပူပူထဲမှာအသားလေးတွေ6သွားအောင်လှုပ်ပေးရပါမယ်မီးပေးပြီးတော့လက်နဲ့အသားမြင်လေးအမွှေးမြင်ထွက်လာတဲ့အထိစိတ်ရှည်လက်ရှည်ပို့ပေးပါဒီအစိတ်ကိုမီးအေးအေးနဲ့3ချိန်လောက်ထပ်ခါတလဲလေးလှုပ်ပေးမှသာစိုင်မှာစားရတယ်လို့အမြင်လေးတွေတွရွရွနဲ့ဝါးလိုကောင်းတဲ့အမဲသားအမြင်ကိုရရှိမှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့အနက်ရတာနဲ့ပြည်စုံတဲ့အမဲသားမြင်ကျော်လေးရပါပြီလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုနှိမ့်သက်တယ်ဆိုရင် like လုပ်ပြီးတော့ဗီဒီယိုလေးသိမ်းထားနိုင်ပါတယ်ပြောင်းမှုပန်ကိတ်လုံးနေမင်္ဂလာပါပြောင်းမှုကိုရွရွပြုတ်စားနေရတာရုပ်ရည်နေပြီဆိုတဲ့လူကြီးမင်းတို့အတွက်အစိမ့်မြဟိုတယ်ကြီးဒီမှာပဲမြည်ဆက်နိုင်မဲ့ပြောင်းမှုပန်ကိတ်လုံးလေးကိုမျှဝေပေးခြင်းပါတယ်ဒီဟင်းလျာလေးကပြုတ်လို့ရတာအရန်လွယ်ကူသလိုအပြင်မှာလေးကျွတ်ကျွတ်ရရလေးနဲ့စားလို့ရန်ကောင်းပါတယ်အရင်ဆုံးပြောင်းမှုစိတ်လေးတွေကိုရင်းနှီးစုစုမှနူးအောင်ပြုတ်ပြီးစိတ်ယူပေးထားပေးပါအဲ့နောက်မှာတော့ကျုပ်နှလုံးကြက်သွန်မိတ်မုံလောင်းနေစိတ်လေးတွေနဲ့ပြောင်းမှုမဟုတ်ဒါမှမဟုတ်ကောမုတ်နေငယ်တည်ပြီးတမောက်နေပေးရပါမယ်ကဲအားလုံးစိတ်သေးဖြစ်ပြီးဆိုရင်တော့ဒဲအိုးပြားထဲမှာစီနေနဲ့တုပ်ပြီးအစားဝလာလေးထည့်ပြီးတော့အပြားလေးဖြောင်ညှိပေးပါနှမ်းမဲလေးတွေဖြူးပေးမယ်ဆိုရင်တော့ပို့ပြီးတော့နှမ်းမွေးစေပါတယ်မီးလေးနဲ့နှစ်ပတ်စလုံးရွှေအိုရောင်တန်းပြီးတော့ကျွတ်လာတဲ့အထိကြော်ပေးလိုက်ပါကလေးလူကြီးအားလုံးကြိုက်နေတတ်စီမဲ့ဟိုတယ်စတိုင်ပြောင်းမှုပန်ကလေးလေးအသင့်ဖြစ်ပါပြီလူကြီးမင်းတို့အိမ်မှာအားလက်တဲ့ခါမှာလှုပ်ရှားကြည့်ဒီပါလူကြီးမင်းတို့နေလည်းအခုလိုဘူးတူတာဖြစ်စေမဲ့ဟင်းချက်နီးလေးတွေကိုသဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို like and follow လုပ်ခဲ့ပေးဖို့မြေတားရက်ခံအပ်ပါစေ